အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပြီးလေးလံထိုင်မှန်နေတယ်ဆိုရင်အခုပြသတဲ့ယောဂပိုးနှစ်ခုလေးကိုလိုက်ပါလေးကျင့်ကြည့်ပါညာလက်ထောင်းပြီးဘယ်လက်ကတောင်စကနေအားနဲ့ဆွဲမယ်ရှော့လက်တင်လည်းမလုပ်ဘူးသူ့ကို10စက္ကန့်ထိပေးမယ်ခေါင်းကပုံမျက်နှာကျကြည့်မယ်နော်ပြေးပြီးဆိုရင်လက်ကိုပြေးပြီးခွာပြီးရှော့ချမယ်ချိန်ဆွဲမယ်ပြေးမဆွဲမယ်ရှော့လက်တင်လည်းမလုပ်ဘူးဟုတ်ပြီပြေးပြီးဆိုရင်ပြေးပြီးချင်းခွာပြီးရှော့ချမယ်ဟုတ်ပြီနောက်တစ်မျိုးကခြေထောက်လေးကိုစမ်းထုတ်လိုက်အောင်ပဲခြေထောက်တစ်ချောင်းကိုစမ်းပြီးပြီးဆိုရင်ဟုတ်ပြီညာလက်လေးကခြေလုံးလေးပေါ်တင်ပြီးဘယ်လက်ကအပေါ်စမ်းရမယ်ခေါင်းလေးကိုပေါ်မော်ရမယ်သူ့ကိုလည်း10စက္ကန့်20ထိထိမိလို့ရပါတယ်ဟုတ်ပြီပြန်ရှော့မယ်ချိန်ခေါင်းလေးပေါ်မော်ရမယ်ဒီနှမျိုးတွေပါပဲเนาะအားလုံးပဲလိုက်ပါလေးကျင်ကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်ကိုစိတ်နဲ့ပြားကျမ်းမချမ်းသာကြပါစေ